အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီ Peloton GPT ရာပေါ့နော်ဒီကောင်ရဲ့ဒီအဖက်အကြောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ်ပေါ့နော်ဒီခလုတ်လေးတွေဒီဟိုသူ့ကိုအသုံးပြုတဲ့နည်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒါလေးတွေကိုခဏခဏမေးနေလို့ကျွန်တော်အခုဒီဗီဒီယိုလေးနဲ့လုပ်ပေးလိုက်တာပေါ့နော်โอเคအဲ့တော့ဒီကောင်အရင်ဆုံးကျွန်တော်ရှင်းပြရမယ်ဆိုတော့ဒီကောင်ကပတ်တယ်တစ်ခုပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာအတက်အဆင်းเนาะဒီမှာဒီအဖက်တွေကိုအတက်အဆင်းတော့ဘန်းနေရောเนาะအဲ့လိုမျိုးလေးအတက်ဆင်းခလုတ်လေးအပေါင်းနှုတ်လေးပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီနှစ်ခုကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဂီတာဂျူနာရောက်တယ်ပေါ့နော်ကျိုးညှိတဲ့ဂီတာဂျူနာကိုရောက်တယ်ပေါ့နော်အဲ့နှစ်ခုကိုတောက်လျှောက်ဒီလိုအကြာကြီးဖိထားလိုက်လို့ရှိရင်တော့ကျွန်တော်တို့ကဒီ loop session တွေကိုရောက်တယ်ပေါ့နော်ဒီ loop session အကြောင်းတော့ကျွန်တော်ဒီမှာအသေးစိတ်မပြောသေးဘူးပေါ့နော်โอเคအဲ့ loop session ကနေပြီးတော့ဒီပြထွက်ချင်ဒီနှစ်ခုကိုနှိပ်လို့လည်းရတယ်ကျွန်တော်တို့ဒီလိုမျိုးဝင်လိုက်တယ်ပေါ့နော်ပြီးရင်ဒီ exit ကိုနှိပ်လိုက်လည်းရတယ်ပေါ့နော်ဒီလိုတစ်ချက်ပဲနှိပ်တယ်ဆိုရင်တော့ဒါကဂီတာဂျူနာတဲ့ကိုရောက်သွားတာပေါ့နော်โอเคအဲ့တော့ဒီဟာကြောင်းပြီးသွားပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီခလုတ်လေးပေါ့နော်ဒီခလုတ်လေးကကျွန်တော်တို့ကဒီလိုနှိပ်လို့လည်းရတယ်ပြီးလို့ရှိရင်ဒီလိုလှည့်လို့လည်းရတယ်ပေါ့နော်โอเคဒီလိုလှည့်တာကကြတော့ကျွန်တော်တို့ဘာနဲ့တူလဲဆိုတော့ဒီလိုအတက်ဆင်းလောက်တာနဲ့တူတယ်ပေါ့နော်ဒီလိုလှည့်တာတစ်ခုပြီးတစ်ခုသွားတာပေါ့နော်โอเคအဲ့တော့ဒီခလုတ်လေး3ခုရဲ့ဒီသက်ဆိုင်ရာဒီဟာလေးတွေကစာလေးတွေကဒီမှာရှိတယ်ပေါ့နော်ဒီအစွန်ဆုံးဟာဒီ master volume ကိုပြောတာဒီကောင်ဒီ VPN ပေါ့နော်ဒီ tempo ပေါ့နော်ကျွန်တော်တို့ drum နေနဲ့တီးတဲ့အခါမှာ VPN တိုးလျှော့ကိုဒီအလဲခလုတ်ကလောက်တာပေါ့နော်သူ့ရဲ့ဒီတက်တဲ့မှာပဲရှိရနော်ပြီးလို့ရှိရင်ဒီ P volume ဆိုတာကကြတော့ကျွန်တော်တို့အခုသုံးနေတဲ့ effect ရဲ့ volume ပေါ့နော်အတိုးကျယ်ကိုပြောတာပေါ့နော်ဒီ master ဆိုတာကတော့ကြတော့ဒီတစ်ခုလုံးရဲ့ဒီ drum နေရောကျွန်တော်တို့တီးနေတဲ့ effect ရဲ့အတန်ဒီအကုန်လုံးကိုဆွဲတင်တဲ့ဟာမျိုးပေါ့နော်ဒါကတော့ကျွန်တော်တို့ effect ရဲ့အတန်ပေါ့နော်အဲ့လိုမျိုး꿰ပြပါတယ်အဲ့တော့ဒီကောင်တွေကတော့ဒီလိုလှည့်တဲ့ခလုတ်ပဲဒီလိုနှိပ်လို့မရဘူးဒီကောင်ကတော့နှိပ်လို့ရတယ်လှည့်လို့ရတယ်ပေါ့နော်โอเคအဲ့ဒါရဲ့ဒီကောင် exit ဆိုတော့အပြင်ကိုထွက်တဲ့ခလုတ်ရှိတယ်ဒီမှာ save မှတ်တဲ့ခလုတ်ရှိတယ် edit လုပ်တဲ့ခလုတ်ရှိတယ် drama ထုတ်မဲ့ခလုတ်ရှိတယ် global အုပ်စုရှိတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တစ်ခုတည်းဒီ effect တစ်ခုကိုကျွန်တော်အရင်ဆုံးဒီဟာလေးကိုစမ်းပြမှာပေါ့နော်ဥပမာကျွန်တော်တို့ကဒီအခုလောလောဆယ် F01 ပေါ့နော်ဒီ effect ကိုကျွန်တော်စမ်းလိုက်တယ်ပေါ့အဲ့လိုဆန်းလိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့အဖတ်အတန်ကိုကျဲခြင်းဘာလို့ရလဲဆိုတော့ဒီ master တင်လို့ရတယ်လို့ကျွန်တော်တို့ရဲ့ဒီ P volume ကနေလည်းတင်လို့ရပါတော့အခုကျွန်တော်တီးလိုက်ပြီโอเคနော်ဒီ master တင်လဲရပါတော့โอเค master တင်ကြဘာဖြစ်လဲဆိုတော့ master ဆိုဒါကျွန်တော်တို့ကဒီ drum အတန်ပေါ့နော် drum အတန်မထည့်ထားတော့ဒီ master တင်လဲမသိတာဘူးပေါ့နော်ဒီအဖတ်ကြီးပဲချဲလာပါတော့တကယ်လို့ drum လည်းပါတယ်ဆိုတော့ကျွန်တော်တို့ဒီ master ကိုတင်လိုက်တာနဲ့ drum ဟောကျွန်တော်တို့ရဲ့အဖတ်အတန်ကိုကျဲလာမှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့အဖတ်အတန်ပေါ့နော်လောဆယ်ကျွန်တော်90မှာပြန်ထားလိုက်မယ်ဒီကောင်ကိုလည်းကျွန်တော်90မှာထားလိုက်မယ်ပေါ့နော်โอเคပြီးရင်ဒီဘက်တယ်လေးကိုကျွန်တော်ချလိုက်ပြီဆိုတော့ကျွန်တော်တို့အတန်လာပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့တွေဒီမှာအခုဒီလိုမျိုးအခြေအနေရောက်ပါတယ်အဲ့တော့ကျွန်တော်ဒီခလုတ်အကြောင်းရှင်းပြမယ်ပေါ့နော်အခုကျွန်တော်တို့လက်ရှိသုံးနေတာဒီမှာ factory ပေါ့နော်01ပေါ့နော်အဲ့ဒီကနေကျွန်တော်တို့တွေအစင်လိုက်သွားကြည့်မယ်ပေါ့နော်အဖတ်ဘယ်နှခုပါလဲဆိုတော့ကျွန်တော်ရှာကြည့်မယ်ဒီမှာဘယ်လောက်ထိရှိလဲ F 99 69ခုရှိတယ်ဒါက factory ပေါ့နော် factory ဆိုတော့သူတို့စက်ရုံကနေထည့်ပေးထားတဲ့အတန်ဒီမှာလာပြီး preset ပေါ့နော်ဒါကတော့ဒီ P01 ကနေပြီးတော့ကျွန်တော်တို့ P 69ပေါ့နော်99ထိကကျွန်တော်တို့ခုန factory ရဲ့အဖတ်တွေနဲ့အကုန်အတူတူပဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့သူကနှစ်ပြန်ပေးထားတာပေါ့နော်ဒီ P69 ခုမှာတော့ကျွန်တော်တို့ကစိတ်ကြိုက်ပြင်ပြီးစေ့လို့ရမယ်ခုန F01 ကနေ99ထိကတော့ကျွန်တော်တို့ကသူ့ရဲ့အတန်ကိုပြင်လို့မရဘူးပေါ့နော်ဒီမိုပဲပေါ့နော်ဒီဟာတွေကိုတော့ကျွန်တော်တို့ကဒီဘက်က P အုပ်စုမှာတော့ကျွန်တော်တို့ကပြင်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒီ F အုပ်စုမှာသွားပြီးတော့ကျွန်တော်တို့စိတ်ကြိုက်ချိန်ပြီးတော့စေ့ရင် P အုပ်စုမှာသူကစေ့မှာပေါ့နော်ဒီ F တဲမှာသူကပြန်ပြီးရေးလို့မရဘူးပေါ့နော်ဒါကတော့ factory ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီ effect တစ်ခုကိုပြင်မှာဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီခလုတ်ကိုနှိပ်ချပြီးတော့ဝင်လို့ရတယ်သို့မဟုတ်ကျွန်တော်တို့ကဒီ edit ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ဝင်လို့လည်းရတယ်လောလောဆယ်တော့ဒီခလုတ်ထဲပဲသွားပြမယ်ပေါ့နော်ဒီ edit နဲ့လည်းသွားလည်းရတယ်ဒါပေမဲ့တရားနဲ့ပဲပြမယ်နော်ဝင်လိုက်ပြီပေါ့နော်โอเคဝင်လိုက်တဲ့ခါမှာကျွန်တော်တို့ရဲ့ဒီ effect လေးတွေပေါ်လာပြီအဲ့ effect လေးတွေကိုကျွန်တော်တို့ကဟိုဘက်ဒီဘက်ရွှေ့ခြင်းဒီဘောလုံးဒါလေးကိုရွှေ့မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခုနလိုပဲတွေ့လားဒီ3ခုရဲ့အပေါ်မှာသူ့သက်ဆိုင်ရာစာတန်းလေးတွေရှိရပါတော့ဒီခလုတ်ကဒီကောင်အတွက်ကိုစားပြုတယ်ပေါ့နော်ဒီလိုမျိုးဒီလို3တန်းပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကရှေ့ဆုံးက pre ကိုသွားမယ် pre ကိုကျွန်တော်ဖွင့်နေတယ်ဆိုဒီခလုတ်လေးလှည့်လိုက်ဒါဆို pre on သွားပြီပေါ့
အဲ့ဒီမှာ pre on သွားတာတော့မှန်တယ်ဒီမှာ wah effect ကိုသူတို့က v wah ကိုပေးထားတယ်ပေါ့နော် v wah ကိုကြိုက်တဲ့ effect ထားပါပေါ့နော် v wah ဒါ d wah AC acoustic simulator okay နော် okay နော်ဒီဗီဒီယိုမှာနည်း noise hand လေးဝင်လို့ရှိရင်ဒါကျွန်တော်ဒီ guitar ချက်ကျိုးလေးကဒီပြီးတော့လျှက်စစ်မီးလည်းမရှိဘဲနဲ့ကျွန်တော်လုံနေရလို့ဝင်နေရဖြစ်ပါတယ်နော်ဒီ effect ကမဟုတ်ပါဘူးနော်ဒါဆို boost ပေါ့နော်ကိုကြိုက်တဲ့ effect ကိုဒီ pre မှာထားပါပေါ့နော်ဒါဆို compressor ထားပြီးကိုလိုချင်တဲ့ဟာကိုထပ်ပြီးချိန်လို့ရတယ်ပေါ့နော်ဥပမာ t wah ကိုထားတယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာဘယ်လောက်ပါခြင်းလဲပေါ့နော်ပါနော်အဲ့လိုမျိုးထားလို့ရပါတော့ဒါက pre ပြီးရင်ဒီဘက်အုပ်စုကိုဖွင့်နေတယ်ဆိုကျွန်တော်ကဒီမှာ distortion အုပ်စုကိုဖွင့်မယ်ဆိုရင် on လုပ်လိုက်မယ်ပေါ့ဒါဆိုရင်ကျွန်တော်က distortion အုပ်စုဖွင့်လိုက်ပြီဒါပေမဲ့ဒီမှာ gain က18ပဲရှိတယ်ဆိုကျွန်တော်တို့ gain ကိုတင်မှာ distortion အုပ်စုကိုကြားရမယ်နော် okay ကိုကြိုက်တဲ့ distortion ကိုကျွန်တော်တို့ရှားထည့်မယ် gain ကိုလိုသလိုချိန်မယ်ဒီဘက်ကတော့ amp နေပေါ့နော် amp နေလည်းကျွန်တော်တို့ကဖွင့်ပိတ်လို့ရတယ်ပိတ်လို့ရှိရင်သူကဒီခဲရောင်လေးလို့မှိန်လေးဖြစ်သွားပါပေါ့နော်ဖွင့်လိုက်လို့ရှိရင်သူလင်းလာမှာပေါ့နော်အဲ့မှာကိုကြိုက်တဲ့ amp မျိုးစားတွေကိုရွေးမယ်ရွေးပြီးရှင်ကျွန်တော်တို့ဒီမှာ gain ကိုကြိုက်လို့တင်မှာပေါ့နော် okay အဲ့လိုမျိုးပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ကိုရွှေ့လိုက်ရတာ noise gate ပေါ့နော် noise gate ကို on မယ် gate က1 2ရှိရပေါ့နော်အဲ့မှာ noise gate ကိုဘယ်လောက်တတ်ချင်လဲပေါ့နော်အခုကျွန်တော်ဒီမှာ hand noise တာလေးဝင်တယ်ပေါ့နော်အဲ့ဒီ noise တာလေးကိုကျွန်တော်တတ်ပြမှာပေါ့နော်โอเคเนาะဒီမှာ noise gate ပိတ်ထားလိုက်လို့ရှင်တွေ့လားကျွန်တော် guitar ထွက်နေတာရှိရเนาะဖွင့်လိုက်ပြီငြိမ်သွားတယ်တွေ့လားโอเคเนาะဒီမှာဒါ gate 1โอเคเนาะဒီမှာ G ဆိုတာโอเคเนาะဒီမှာတွေ့လားသိတာเนาะ noise gate on တာနဲ့ပိတ်အဲ့ဒါ noise gate ကတော့ကျွန်တော်တို့လိုသလောက် short ပေါ့เนาะနှုတ်မဆိုရင်အများကြီး short ရင်လည်းကျွန်တော်တို့က distortion တွေပါသွားမယ်ပေါ့เนาะဒါ cabinet ပေါ့เนาะ cabinet ကျွန်တော်တို့ on off ပေါ့เนาะအဲ့ဒါကိုလည်းကိုလိုသလောက် cabinet ကနေ volume ကိုဆွဲတင်လို့ရတာပေါ့เนาะပြီးရင်ဒါက EQ မှာဆိုလဲအဲ့လိုပဲကျွန်တော်တို့က EQ 1ကိုပေးထားတယ်ဒီဘက်မှာ hash လေးပါတယ်ပေါ့เนาะ okay အဲ့ hash လေးကိုကျွန်တော်တို့ကစိတ်ကြိုက်ပြင်မှာဆိုရင်ဒီကောင် EQ တွေကိုထပ်ပြီးတော့နောက်တစ်ချက်နှိပ်လိုက်လို့ရှိရင် EQ တွေကိုထပ်ဝင်သွားပါတော့အဲ့ဒီမှာကျွန်တော်တို့က low mid high တွေထပ်ပြင်လို့ရတယ်ပေါ့နော်ဒါဆိုရင် mid ဒါဆိုရင် low ဒါဆိုရင် high ပေါ့နော် okay เนาะဒါဆိုရင် EQ ကနေပြန်ထွက်မှာဆိုရင်ဒါလေးကိုတစ်ချက်ပြန်နှိပ်လိုက်ရင်ရှေ့ကစာမျက်နှာပြန်ရောက်သွားပါတော့ okay ရောက်သွားပြီ okay ဒါကျွန်တော် EQ ကိုလောဆယ်ပိတ်လိုက်မယ်နော် off ပြီးရင်ဒီဘက်က modulation အုပ်စုကိုဝင်တယ်ဖွင့်လိုက်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကโอเคเนาะဒီမှာကျွန်တော်ကဒီ pre ကိုခဏပြန်ပိတ်လိုက်မှာပေါ့နော်ပြန်ပိတ်လိုက်ပြီကျွန်တော်တို့ခုနကတော့ modulation အုပ်စုကိုပြန်သွားမယ်အဲ့ဒီမှာကျွန်တော် chorus ကိုဘယ်လောက်ထည့်ခြင်းလဲကိုကြိုက်တဲ့ effect ကိုလိုက်ရှာပါတော့ဒီမှာ flanger ထည့်ခြင်း flanger ပေါ့နော်ဒီမှာ flanger vibrato ရှိရပါတော့เนาะကိုကြိုက်တယ်လို့ဆက်ပါเนาะဒါကတော့ကျွန်တော်ကနမူနာပဲပြပါเนาะဒါဆို vibrato ပေါ့เนาะ okay အဲ့လိုပဲဒီမှာ delay ရှိတယ် delay ကိုလည်း on off လုပ်လို့ရှိရင်ကျွန်တော်တို့ကကြိုက်တာကိုချိန်ဘယ်လောက် delay ပါခြင်းလဲဆိုတော့ mix ကိုဒီမှာချိန်တော့ကိုမလိုတဲ့ effect တွေကိုကျွန်တော်တို့ကအမျိုးမျိုးလုပ်လို့ရတာပေါ့เนาะ okay เนาะအဲ့လိုမျိုးပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်တို့တွေ effect တွေကိုကျွန်တော်တို့ကဒီ manage side chain ဆိုတာလေးကိုဝင်ကျင်လို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ခုန effect အုပ်စုဝင်လိုက်မယ်ဒီ effect တွေကိုကျွန်တော်တို့ကရှင်းနောက်နေရာရွှေ့ခြင်းဘာလုပ်ရလဲဆိုတော့ဒီ clock ကိုဖိတာ manage signal chain ဆိုတာလေးပေါ်လာပါတော့အဲ့ဒီဟာပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီ effect တွေကိုရှင်းနောက်စီလို့ရပါတော့အဲ့ဒီမှာကျွန်တော်တို့ကရွှေ့ခြင်းတဲ့ effect ကိုဒီလိုမျိုးလေးရှင်းနောက်ရွှေ့သွားလို့ရပါတော့ဒီမှာ on off ရှိရဲ့ off on အဲ့ကောင်ဘယ်နှရွှေ့ခြင်းလဲအဲ့ရဲ့နောက်ကိုရွှေ့ခြင်းလဲဒီ cabinet ကိုကျွန်တော်တို့ကရွေးမယ် cabinet ကိုဒီဘက်ကိုရွှေ့မယ်ဒီကောင်နဲ့ရွေးမယ်EQ ကိုရှေ့ကိုသွားခြင်းလဲဆိုလဲ EQ ကိုဒီကောင်နဲ့ move နဲ့ရှေ့ကိုရှေ့သွားမယ်ဟိုရှေ့ဆုံးမှာထားဒါကိုလိုသလိုလုပ်ပေါ့နော် EQ ကိုဖွင့်ခြင်းလဲဒီမှာဖွင့်ခုနဒီစာဒီအောက်ကသူ့ရဲ့ခလုတ်တွေကိုစားပြူတယ်ပေါ့နော်ဒီကောင်ဖိထားရတာနော်ဖိထားပြီးအဲ့ move ကနေဝင်ရတာအဲ့တော့ exit ကနေထွက်လို့ရတယ်ဒီကောင်ဖိထားပြီးတော့လည်းပြန်ထွက်လို့ရတယ်သို့မဟုတ်တစ်ချက်နှိပ်လိုက်လည်းရပါတယ်နော် okay ဒီ exit ကနေထွက်လိုက်လည်းရတယ် okay အဲ့ဒါတွေအကုန်လုံးလုပ်ပြီးကျွန်တော်တို့ save လုပ်မယ်ဆိုရင်ဒီမှာ save ကိုတစ်ချက်နှိပ်ပြီးသူကကျွန်တော်တို့က factory မှာပဲဘယ်လောက်ဟိုချိန်ညှိတယ်ပဲဖြစ်ပေါ့နော်ကျွန်တော်က save လုပ်တဲ့ခါမှာတော့ P မှာပဲသွား save လို့ရတယ်ပေါ့နော် factory 11မှာကျွန်တော်တို့က edit လုပ်တယ်ဆိုရင် P11 မှာသူကဟို default အနေနဲ့ပြပေးရပေါ့နော်အဲ့မှာကိုကြိုက်တဲ့နာမည်လေးတွေကိုရိုက်မယ်ဒီမှာ cursor ရွှေ့ဖို့ဆိုရင်ဒီခလုံးနဲ့သွားမယ်ရွှေ့မယ် delete လုပ်မယ်ဆိုဒီကောင်နဲ့လုပ်မယ် okay နော်
ပြီးရင်ကျွန်တော်တို့က P11 မှာမဆစ်ချင်ဘူး P12 မှာဆစ်ချင်တယ်ဆိုလဲဒီမှာရွှေ့ပြီးရနဲ့ဒီစေ့ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒါစေ့သွားပြီပေါ့နော်โอเคအဲ့တော့ဒီမှာကျွန်တော်တို့ဒီ drum တန်ပေါ့နော် drum တန်နဲ့ drum လေးကိုဝင်နေတယ်โอเค drum ကကျယ်တယ်ပေါ့နော်အဲ့တော့ဒီ drum တန်အတိုးကျယ်ကိုကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဒီ master ကနေ short လို့ရတယ်เนาะနောက်တစ်ခုကဒါမှမဟုတ်ဒီ drum ကိုဖိထားလိုက်ဟုတ်ပြီเนาะ drum ဖိထားလိုက်လို့ရှင်လဲ drum ရဲ့ volume ကိုဒီမှာလဲထပ် short လို့ရသေးတယ်ပေါ့နော်အမျိုးမျိုးလုပ်လို့ရပါတော့အဲ့တော့ drum ကိုကျွန်တော်တို့ play ကြည့်မယ်ချက်နေလာ play ကြည့်ပါတော့အဲ့တော့ကျွန်တော် drum ကိုโอเคเนาะ drum ကိုကျွန်တော်တို့ဒီမှာထိုးလိုက်ပြီဒါက drum ရဲ့ PPR drum style ကိုရေးဖို့အတွက်ကိုဒီခလုံးနဲ့ရွေးပါတယ်ဒါက drum ရဲ့ PPR ဒါက drum ရဲ့ style ပေါ့နော်โอเคเนาะ blue team မှာလား just team မှာလားဒီမှာရွှေ့ပေါ့နော်ကိုက country team မှာလားရွှေ့ပြီး drum ဖွင့်နေတယ်ဆိုဒီခလုံးကိုနှိပ် drum volume ချက်ချင်းဒီကောင် PPR အောင်ချိန်ချင်းဒီကောင်အဲ့တော့ကျွန်တော်တို့ကဒီ drum ကိုဖွင့်ထားလိုက်တယ်ဖွင့်ထားပြီးတော့ကျွန်တော်တို့ guitar effect ကိုစိတ်ကြိုက်ပြင်နေတယ်ဆိုရင်ဒီ drum section ကနေပြီးကျွန်တော်တို့ကအပြင်ကိုထွက်မှရမယ်ပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော်တို့ exit ထွက်လိုက်တယ် drum သားဖွင့်နေတယ်ဖွင့်လိုက်ပြီโอเคအဲ့ဒီမှာဒီ master volume ဒီ drum သားရဲ့ level ကိုထိန်းလို့ရတာပေါ့နော်โอเคဒါမှမဟုတ်ဒီ drum သားရဲ့ level ကိုထိန်းလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ guitar effect အတန်မှာပါသွားတတ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့က20လောက်ထားတယ်ဆိုကျွန်တော်တို့ရဲ့ guitar effect ကိုဘယ်လောက်ထွက်စေချင်လဲဆိုတော့ဒီမှာထပ်ချိန်အဲ့တော့ကျွန်တော်တို့ဒီ drum section ကတော့ရိုးရှင်းပါတယ်เนาะကျွန်တော်တို့ backing track တွေပါနေနဲ့ကျွန်တော်တို့လေ့ကျင့်နေတယ်ဆိုရင်ဒီ drum သားလေးဖွင့်ပြီးတော့ကျွန်တော်တို့လေ့ကျင့်လို့ရရပါတော့โอเคဒီ edit section လည်းပြောပြီးဆိုတော့ဒီ global section လေးကိုကျွန်တော်တို့ဆက်သွားအောင်ပေါ့နော် global section ကတော့ကျွန်တော်တို့ဝင်လိုက်ပြီဝင်လိုက်ရင်ဒီမှာသူက IO တွေပေါ့နော် input output တွေပါတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ဝင်ကျင်တယ်ဆိုရင်ကျွန်တော်ကဒီမှာဒီအောက်မှာ IO မှာသူပြထားတဲ့ဟာလေးပေါ့နော်အဲ့မှာကျွန်တော်တို့ guitar line ကဝင်ထားတဲ့ input ကိုဘယ်လောက်ထိမြင့်ကျင်တယ်တို့ပါတို့ပေါ့နော် cabinet ရဲ့ဟာတွေကို on off ကိုဘယ်လောက် level ထားကျင်တယ်တို့ပါတို့ရွှေ့လို့ရပါတော့ဒီကောင်တက်တာမှုပေါ့နော်ဒါကတော့ကျွန်တော်တို့ဟိုတက်တာမှုနဲ့ကျွန်တော်တို့ကတန်မိုတွေတွက်တဲ့အခါမှာသုံးတာပေါ့နော်ကျွန်တော်ကတော့ဒါတွေကိုသိမသုံးဘူးပေါ့နော်โอเคเนาะအဲ့တော့ကျွန်တော်တို့တွေအဲ့ဒီအကြောင်းတွေရှင်းပြီးပြီဆိုတော့ကျွန်တော်တို့ဒီပတ်တဲ့အကြောင်းကိုရှင်းအောင်ပေါ့နော်အခုတစ်ခါအဲ့တော့ပတ်တဲ့အကြောင်းကိုကျွန်တော်တို့ရှင်းမယ်ဆိုရင်ကျွန်တော်တို့ဒီပတ်တဲ့ကိုဘယ်လိုသုံးမလဲပေါ့နော်ဒီပတ်တဲ့ကိုလက်ရှိမှာကျွန်တော်တို့က default အနေနဲ့ဆိုရင်ကျွန်တော်တို့ကဒါက volume ဖြစ်နေပါတော့ဆိုလိုတဲ့သဘောကကျွန်တော်တခုတီးလိုက်တယ်ပေါ့နော်ဒီကောင်ချထားလိုက်ရင်ကျွန်တော် guitar သာထွက်တယ်ဒီကောင်ပိတ်လိုက်တာနဲ့ကျွန်တော် guitar သာမထွက်တော့ဘူးပေါ့နော်โอเคဒီကောင်က volume အနေနဲ့အသုံးပြုလို့ရရတယ်ပေါ့နော်အဲ့တော့ဒီကောင်ကျွန်တော်က volume အနေနဲ့မသုံးချင်ဘူးတခြားဒီဝါဝါတို့ဘာတို့မှာသုံးချင်တယ်ဆိုရင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုတော့ဒီကောင်ဝါဝါထားဖို့အတွက်ကိုကျွန်တော်တို့ကလက်ရှိကျွန်တော်တို့သုံးနေတဲ့အဖက်မှာအရင်ဆုံးဝါဝါထည့်ရမယ်အဲ့တော့ဒီကိုဝင်လိုက်မယ်ဝင်ပြီးဒီ pre အုပ်စုမှာပေါ့ကျွန်တော်ဒီ pre ကိုဖွင့်လိုက်မယ်ဖွင့်ပြီးကျွန်တော်လိုချင်တဲ့ဝါဝါကိုတစ်ခုကိုရွေးလိုက်မယ်ကိုလိုချင်ဝါဝါဘယ်လောက်ပါခြင်းလဲဆိုတာကိုကျွန်တော်တို့ကဒီဓာတ်မှာ90နဲ့ကျွန်တော်ထားလိုက်တယ်ပေါ့နော်ဝါဝါကိုဒီမှာဖွင့်လိုက်ပြီပေါ့နော်ဖွင့်ပြီးကျွန်တော်တို့ဘာလုပ်မလဲ global ထဲဝင်မယ်ပြီးရင်ဒီ ESP setting ကိုဝင်မယ်နော်ဒီကောင်နဲ့ဝင်တယ်နော်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးက target ကိုဒီမှာ13ဆိုတာရှိရပါတော့အဲ့ဒီမှာကျွန်တော်တို့ကဒီ block 1မှာကျွန်တော်တို့ကဘာထားခြင်းလဲပေါ့နော်ကျွန်တော်တို့ကခုနကတော့ဟိုဝါဝါကို pre ကိုဖွင့်ခဲ့တဲ့အတွက်ကြောင့်ဒီမှာကျွန်တော်တို့က pre အုပ်စုကိုရွေးပေးမယ်အဲ့ဒီမှာဝါဝါကိုထားမယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ dub ပေါ့နော်ဒီ PTH dub ဆိုတာကိုရွေးပေးလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီပတ်တဲ့ဒီဝါဝါအတွက်အလုပ်လုပ်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုလက်ရှိမှာကျွန်တော်တို့ဒီ setting ကိုယူပြီးပြီဒါမှတီးလိုက်တယ်ဒီလိုမြှောက်လိုက်လို့ရှိရင် volume အနေနဲ့ပဲအလုပ်လုပ်သေးတယ်ပေါ့နော်ဒီကောင်အောင်မဖွင့်နိုင်သေးဘူးပေါ့နော်โอเคအဲ့တော့ဒီ battery ကိုကျွန်တော်တို့အဲ့မှာ setting ထားပြီးဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ battery ကိုကျွန်တော်တို့ကနည်းနည်းလေးဖိချလိုက်မှာပေါ့နော်ဒီထိပ်ဘက်ကိုနော်ဟိုခြေထောက်နဲ့နင်းရမှာပေါ့နော်ကျွန်တော်ကဒီမှာခုံမတင်ထားဖြစ်တော့ကြောင့်ကျွန်တော်လက်နဲ့ပဲဖိပြပါနော်โอเคအဲ့ဒီမှာဒီနေရာလေးမှာပေါ်လာလိမ့်မယ်ပေါ့နော် battery လေးကโอเคပေါ်လာပြီဆိုရင်ဒီကျွန်တော်တို့အခုလက်ရှိဒီ battery ဝါဝါအတွက်အလုပ်လုပ်သွားပြီပေါ့နော်ကျွန်တော်အဲ့တော့တီးကြည့်မယ်โอเคเนาะခုနကလည်း volume မဟုတ်တော့ဘူးเนาะအဲ့တော့ဒီပတ်တဲ့ကိုကျွန်တော်တို့က volume အနေနဲ့ပြန်လုပ်စေခြင်းဘာလို့ရလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီပတ်တဲ့ကိုပြန်ပိတ်လိုက်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ volume အနေနဲ့ပြန်လုပ်သွားပြီဒီကောင်လည်းမပေါ်တော့ဘူးပေါ့เนาะအဲ့ဒါကကျွန်တော်တို့ volume အနေနဲ့အလုပ်လုပ်တာပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ pre အုပ်စုမှာတခြားဟာတွေပေါ့ရွေးခြင်းနဲ့ဥပမာထားပါတော့ဒီ pre ကိုကျွန်တော်တို့မသုံးချင်ဘူးဒီပတ်တဲ့ကြီးကိုကျွန်တော်တို့က modulation အနေနဲ့သုံးစေခြင်းနဲ့အဲ့မှာကျွန်တော်တို့ကဘယ်လိုလုပ်မလဲ flanger တို့ဘာလို့ထည့်ကြည့်ပေါ့เนาะဒါမှမဟုတ်လည်းကျွန်တော်တို့ရဲ့ off date တို့ဘာလို့ထည့်ကြည့်မယ် phaser တို့ဘာလို့ပေါ့เนาะအဲ့လိုမျိုးအတန်နဲ့ထင်ရှားတဲ့အတန်မျိုးပေါ့เนาะကျွန်တော်တို့လုပ်ကြည့်မယ်ပေါ့เนาะအဲဒီမှာ flanger ထည့်ကြည့်ရမှာပေါ့เนาะ tab ကိုကျွန်တော်နည်းနည်းလေးများများလေးထားရတယ်ပေါ့เนาะထားပြီးရတယ်ကျွန်တော်တို့ဒီ battery ကိုဘာလုပ်ရမလဲဒီ effect ကိုအလုပ်လုပ်ဖို့အတွက် global ကိုဝင်ရမယ် ESP setting ကိုဝင်မယ်
ပြီးလို့ရှိရင်ကျွန်တော်တို့ target မှာခုနကတော့ pre ဖြစ်နေတာကြီးကိုကျွန်တော်တို့ကအခု modulation အုပ်စုထားခြင်းတာဖြစ်တဲ့ကြောင့် modulation အုပ်စုကိုရွေးမယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့ flanger ကိုပေါ်နေပြီเนาะဒီမှာ depth ကိုရွေးလိုက်ပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီပတ်တယ်ဒီ flanger ဒီ modulation အတွက်အလုပ်လုပ်တော့မယ်ပေါ့เนาะအဲ့တော့ exit နဲ့ထွက်လိုက်မယ်ထွက်လိုက်ပြီးကျွန်တော်တို့ဒီကောင်မှချင်း volume အတွက်ပဲအလုပ်လုပ်သေးတယ်အဲ့တော့ထုံးစံအတိုင်းခုနလိုမျိုးကျွန်တော်တို့ကဒီပတ်တွေကိုတစ်ချက်ဖွင့်ပေးရမယ်ဖွင့်ပြီးရင်ကျွန်တော်သုံးကြည့်မယ်โอเคเนาะအဲ့ဆိုရင်เนาะဒီပတ်တယ်ကိုကျွန်တော်တို့ရဲ့ကိုလိုချင်တဲ့အဖက်ပေါ့เนาะအဲ့ဒါမျိုးထားနိုင်သွားပြီပေါ့เนาะပြောရှင်ကျွန်တော်တို့ကနောက်ဆုံးတစ်ခုကပါလဲဆိုတော့ဒီ full switch တွေကိုကျွန်တော်တို့က strong move အနေနဲ့သုံးလို့ရတယ်ပေါ့เนาะ strong move အနေနဲ့ဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ကဥမာကျွန်တော်တို့ကဒီ effect တစ်ခုမှာပေါ့ဗျာဒီကျွန်တော်တို့ရဲ့ဒီ effect တစ်ခုမှာကျွန်တော်တို့ကဒီကောင်ဒီလိုမျိုးသွားရင်အတက်ဆင်းပေါ့အဲ့လိုအနေနဲ့မသုံးချင်ဘူးဒီကောင်ကိုပဲအတက်ဆင်းအနေနဲ့သုံးမယ်ဒီမှာပါတဲ့ effect ကိုပိတ်လိုက်ဖွင့်လိုက်လုပ်ချင်တဲ့ဟာမျိုးမှာဒီပတ်တယ်နှစ်ခုပါတယ်ပေါ့နော်အဲ့နှစ်ခုကို assign လုပ်လို့ရတယ်အဲ့ဒါကိုလည်းခုန global ဝင်ပြီးကျွန်တော်တို့ရဲ့ခုနကတော့ဒီ EHB setting ရဲ့အောက်ကိုဆက်သွားလိုက်ပေါ့နော်အဲ့ဒီမှာဒီ full switch move ဆိုတာပါတယ်ပေါ့နော်အဲ့ဒီ full switch move ကိုကျွန်တော်တို့ကတစ်ချက်ဝင်ရမယ်အဲ့ဒါကိုလုပ်လိုက်ပြီး full switch move ကိုရွေးလိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ pass ဆိုတဲ့ဟာကိုဒီခလုံးနဲ့ဒီဟာလေးနဲ့ရွှေ့လိုက်အဲ့ဆိုရင် pass ဆိုရင်တော့ကျွန်တော်တို့ကခုနပြောသလို effect တစ်ခုနဲ့တစ်ခုအတက်ဆင်းလောက်တာဒီ stone move ဆိုရင်တော့အဲ့ဒီ effect မှာပါတဲ့ဟာeffect တွေကိုပေါ့နော်ပိတ်လိုက်ဖွင့်လိုက်လုပ်တဲ့အတွက်ဒီကောင်ဖြစ်သွားတာပေါ့နော်အဲ့တော့အတက်ဆင်းလုပ်ချင်တကောင်တော့effect ကိုပိတ်လိုက်ဖွင့်လိုက်ခြင်းဒါကိုသုံးပေါ့နော်အဲ့တော့ကျွန်တော် stone move ကိုလုပ်လိုက်ပြီနော် stone move လုပ်ပြီး exit ထွက်လိုက်တာ ਨੇ ဒီမှာတွေ့လား stone move ဖြစ်သွားပြီပေါ့နော်အဲ့တော့သူရဲ့ပြောချင်တဲ့သဘောကဒီတစ်ခုကိုပိတ်လိုက်တာ ਨੇ ဒီဘက်က3ခု effect 3ခုဒီပိတ်သွားတယ်အဲ့ effect 3ခုကဘာတွေလဲ delay တို့ modulation တို့ revert တို့ပေါ့နော်အဲ့လိုဟာမျိုးတွေပေါ့နော်ဒီဘက်ကဟာကျတော့ pre ပေါ့နော် compressor တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးတွေကိုသူကပိတ်လိုက်ဖွင့်လိုက်လုပ်လို့ရသွားမယ်โอเคเนาะဒါမှဒီ F99 က99ပဲပေါ့နော်အဲ့တော့ကျွန်တော်တီးနေနေဒီကောင်ပေးလို့ရပါမယ်โอเคเนาะဒီမှာပေးလိုက်ပြီဒီကောင်ပေးလိုက်ပြီဖွင့်လိုက်ပြီဒါ boost ပေါ့နော်ထားပါတော့โอเคเนาะဒီကောင် effect နံပါတ်ကိုသွားချင်တယ်ဆိုတော့ဒီလိုသွားပါဒါမှကျွန်တော်တို့ကဒီ full switch ကို store move လုပ်ထားတာ ਨੇ ကျွန်တော်တို့ဘယ် effect ကိုပဲရွှေ့ရွှေ့အဲ့ဒီ store move အတိုင်းပဲကျွန်တော်တို့ကပတ်တယ်အဖွင့်ပိတ်အတွက်ပဲဒီကောင်ကအလုပ်လုပ်သွားပြီပေါ့နော်အဲ့ဒါကိုပြန်ဖြောက်ချင်ခုန global တွေကိုဝင် full switch move ကိုပြန်သွားဒီ store move ကိုကျွန်တော်တို့က patch move ပြောင်းလိုက်အဲ့ဆိုရင်ကျွန်တော်တို့က exit ပြန်ထွက်လိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ patch move ကိုပြန်ရောက်သွားပြီပေါ့နော်โอเคโอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီ effect လေးကိုသုံးတဲ့နည်းလေးကိုမေးထားတဲ့တငယ်ချင်းတွေအတွက်ကျွန်တော်နားလည်သလောက်ကျွန်တော်ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့ထဲမှာလိုအပ်တာတွေရှိနေရင်လည်းသိခံနားလည်ပေးပါအဲ့တော့ကျွန်တော်တို့နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်